ကဲဒီနေ့ကတော့ထူးထူးဆန်းဆန်းလှုပ်ရှားကြတာပေါ့ပထမဆုံးကတော့ဂျုံကိုစကားလေးနဲ့စစ်မယ်ဒါကတော့ဆန်းလုပ်ကြည့်တာပေါ့နော်စကားလေးစစ်လိုက်တယ်ကြက်ဥတစ်လုံးထည့်တယ်ဆန်းလုပ်ကြည့်ရတော့ကောင်းမကောင်းတော့မသိသေးဘူးပေါ့နော်ပြီးတော့တင်ချင်းနှစ်စွန်းတော့ထည့်လိုက်တယ်ဒါကတော့ဘာပေါ့ထောပတ်ကဒီပူနှစ်ပူထည့်တယ်ကျဥတင်ချင်းထောပတ်နွားနုဒါပဲပြီးတော့တကြားနှစ်စွန်းထည့်တယ်ပြီးစားနည်းနည်းလေးထည့်တယ်သူကလက်အားအရင်တောင်းရတယ်လက်အားရမ်းဖိရတယ်ဒါတနာကြီးကြော်လောက်ထားတယ်ပြီးရင်နေပြီးတော့တနာကြော်ထားပြီးတော့ထွက်လာတဲ့ဟာပေါ့နော်ပြီးတော့အလုံးလေးလုံးလိုက်မယ်ပြီးတော့ဒီကြုံမှုန့်နည်းနည်းပေါ့နော်သူမကတ်အောင်လို့ကြုံနည်းနည်းဖြူမယ်ချက်ပါတီလို့လည်းရောရတယ်ပြီးတော့သူကဒါကြောင့်အခုကချက်ပါတီပုံစံလိုမျိုးဖြစ်ထက်တရားပလာတာပေါ့ကိုကြိုက်ပဲကိုကလည်း expert မဟုတ်ဘူးကိုကလည်းအရင်တော်နေတဲ့လူမဟုတ်တော့ဆန်းလုပ်ကြည့်ရပြင်လုံးမယ်တင်တူတင်ထားပါတော့ဒါတော့ကိုစားချင်တဲ့ချိန်မှာပြန်လုပ်စားပေါ့ပြီးတော့မီးလေးဖွင့်မယ်အိုးကဒီအိုးကကြောက်အိုးမရှိတော့လေဒီအိုးကမူကထအိုးပြီးတော့စီနည်းနည်းလေးထည့်တယ်စီနည်းနည်းထည့်ပြီးတော့ကြော်တယ်လို့ပေါ့အိုးကတ်လိုက်တာမျိုးစုံပဲတော့ချက်ပါတီနဲ့တူလာတယ်ဘာလဲလှမ်းလုပ်ကြည့်ရပါဟဲ့အားတော့လွယ်တယ်လို့ပြောရင်လည်းလွယ်တယ်လို့ပြောလို့ရပါတော့အရန်ကြီးခက်ခဲတဲ့အရာတော့မဟုတ်ဘူးကိုယ်တိုင်လှုပ်ရှားရင်တော့ကိုယ့်ရဲ့စိတ်ပင်ပန်းမှုတွေလည်းဖြေပြောက်တယ်တန်ရှင်းလည်းစားလို့ရပါတော့